အားလုံးမင်္ဂလာပါတစ်ချက်ဤဖြစ်ပါတယ်ဒီကနေ့မှာတော့ချက်က straight line graph နဲ့ပတ်သက်တဲ့ပုံစံလေးတွေကိုပြပြပေးသွားမှာပါဆိုတော့ဒီခန်းမှာဆိုရင်ကျွန်တော်ဘာတွေကိုအဓိကသိရမလဲလို့ပြောရင်ဒီခန်းလေးပြီးသွားရင်ကျွန်တော် mid point နေနဲ့ပတ်သက်တာတွေကျွန်တော် line ရဲ့အလျာပေါ့ပြောရမယ်ဆိုရင်ကျွန်တော်အမှတ်တစ်မှတ်ကို line တစ်ခုကိုရဖို့အမှတ်နှစ်မှတ်ဆက်လိုက်မယ်ပေါ့နော်ဒီမှတ်ကိုထားပါတော့ A နဲ့ B နဲ့ခေါ်မယ်ဆိုတော့ကျွန်တော်ဘာတွေကိုရှာတက်လာမလဲဆိုတော့ AAB ရဲ့အလယ်မှတ် mid point ကိုနဲ့ရှာတဲ့ပုံသင်နည်းဖြစ်ဆက်ဆက်တဲ့ပုံစံမျိုးတွေကိုတွက်တက်လာမယ်ပြီးရင်တော့ the length ပေါ့ဒီ AB ရဲ့အလျားကိုရှာတဲ့ပုံစံမျိုးတွေတွက်တက်လာမယ်ပြီးရင် use the condition for the two line to be parallel or perpendicular အဲ့တော့ကျွန်တော်တို့ဒီအနားနှစ်ခုပေါ့နော်အနားနှစ်ခုပြိုင်တာပဲဖြစ်ဖြစ် perpendicular ဆိုရဲတောင်းမှန်ကြတာဖြစ်ဖြစ်ပေါ့နော်ဒီ conditions တွေအတွက်လည်းသုံးလာနိုင်မယ်အဲ့တော့ပြိုင်နေတယ်ဆိုရင်သူတို့ရဲ့ short ဆောက်ပေါ့သူတို့စောင်းပုံစောင်းနေလေးပေါ့နော်မဆောက်ပုံမဆောက်နေဒီနေရာဖြင့်ကျွန်တော်တင်ငေသားအနေနဲ့ m လို့ခေါ်တယ်အဲ gradient နှစ်ခုကတူတယ်အဲ့တော့ line 1နဲ့ line 2နဲ့တူရင်ကျွန်တော် line 1ဒီ line 2နဲ့ပြိုင်နေဆိုရင်ကျွန်တော် m1 ကသူတို့ရဲ့ gradient အချင်းချင်းကတူတယ်ဆိုတာမျိုးတွေကိုသုံးကြပြီးတော့ဥစ္စာတွေတွက်မယ်ကျွန်တော်ဒီ line ကဒါ L1 ပေါ့ဒီကောင်လေးက L2 ပေါ့တောင်းမှန်ကြနေတယ် L1 က L2 နဲ့တောင်းမှန်ကြနေတယ်ဆိုရင်သူတို့ရဲ့ M1 နဲ့ M2 နဲ့မြောက်တာဒီ -1 ပေါ့M1 ကိုလိုချင်ရင်ဟိုဘက်ကိုသွားစားမယ် M2 ပေါ့သူရဲ့ transversal သူတို့ရဲ့လန်ကိန်းကိုအနုတ်တက်ပေါ့နော်ဆိုတော့အဲ့လိုမျိုးconditions တွေအတွက်သုံးလာနိုင်မယ်ဒါတွေကတော့ကျွန်တော်တို့ရှေ့ရသိခဲ့ပြီးသားလို့ယူဆမယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့က straight line graph ကိုကျွန်တော်ပုံစံဘယ်လိုပြောင်းတတ်မလဲဆိုတော့ y = mx + c y = mx + c ဆိုတဲ့နေရာမှာ x ရဲ့မြောက်ပေါ်ကိန်းကတော့သိရဲ့အတိုင်းပဲအဲ့ line ကြိုက်တဲ့မြင်းချောင်းအဲ့မြင်းချောင်းရဲ့ကျွန်တော် slope လို့ခေါ်မယ် c ကတော့ y intercept လို့ခေါ်တယ် y ဝင်ရိုးကိုဖြတ်သွားတဲ့အမှတ်ပေါ့နော်နောက်တစ်ခုကတော့ transform the given relationships ကျွန်တော်ကြိုက်တဲ့ပုံစံလာခဲ့ပေါ့နော်ကြိုက်တဲ့ equation လာခဲ့အဲ့ဒါကိုကျွန်တော်ကပုံစံပြောင်းမလဲဆိုတော့ straight line form လေးကိုပြောင်းမယ်ပြီးတော့အဲ့ရနေမှာတချို့တော့ constant တွေကိုရှာမယ်ပေါ့နော်အဲ့တော့ကျွန်တော်တွက်ကြည့်လိုက်ရင်တော့ဟိုသိပါမယ်ဆိုတော့ဒီအခန်းကတော့တချို့တို့ပြဿနာလေးတွေကို 7.1 ကနေ problems လေးတွေကို length of a line နဲ့ midpoint နဲ့ပတ်သက်တဲ့ပုံစံလေးစတွက်ပါမယ်အဲ့တော့တချို့တို့ length of a line လို့ပြောတဲ့အခါမှာdistance formula လို့ပဲပြော length of a line လို့ပဲပြောပေါ့နော်အခုတချို့အမှတ်နှစ်ခုရှိတယ်ညာဘက်ကပုံလေးကိုတစ်ချက်လောက်ကြည့်လိုက် p ဆိုရင် x y q ကိုလည်း x y သူတို့ရဲ့ဒီအကွာအဝေးလေးကိုသိချင်ရင်တချို့တို့ကတော့အမှန်တော့မလုပ်လိုက်တာလေးလို့ဆိုရင်ဒါကြားထဲမှာတချို့ဒီအမှတ်ဆိုမှတော့ကျွန်တော် x6 ပေါ့နော်ဝင်ရိုးတစ်ခုခုမှရှိမယ်ပေါ့နော်ဟိုချက်တဲ့နေရာမှာရေးလိုက်ဆိုတော့သူတို့တွေကိုဘာဖြစ်လဲ x ဝင်ရိုးနဲ့အပြိုင်မြင်းဆွဲလိုက်မယ်ဒါလေးကတော့ကျွန်တော်က ran ပေါ့ q ကိုလည်းဆွဲချလိုက်မယ်ဆိုတော့သူလေးက rise ပေါ့ဆိုတော့အဲ့မှာဘာလေးဖြစ်သွားလဲဆိုတော့ down man 3ကန်လေးဖြစ်သွားတယ်ဒီ down man 3ကန်လေးကကြတော့ Pythagoras တွေလိုချင်တဲ့ဟာကကြတော့ down man ကန်အနာဆိုတော့ Pythagoras တွေရဲ့အရာဆိုရင် pq square ကိုလိုချင်ရင်ဒီနားမှာတော့ကျွန်တော်နာမည်တစ်ခုလောက်တော့ပေးဖို့လိုတာပေါ့နော်ဆိုတော့ဒီကြားထဲကတောင်းမှန်ဆောင်အနားနှစ်ခုအနားနှစ်ဖက်မြောက်လန့်နေတူတယ်ဟဲ့အနားနှစ်ဖက်ကဘယ်လိုမြောက်မှာလဲဆိုတော့ဘယ်လိုမြောက်မလဲ